ဧပြီလရဲ့မွေးနေ့ရှင်လေးတို့ရေ Happy Birthday ပါနော်ဧပြီလဟာမြန်မာလူမျိုးတွေရဲ့နေ့ရဲ့အစားနေ့ဦးကာလဖြစ်တဲ့တကူတာဖြစ်ပြီးတော့ပတောက်ပန်းတွေဝေဝေဆက်ဆက်ဖွင့်တဲ့ရာသီချိန်လေးဖြစ်ပါရဲ့ဧပြီလမှာမွေးဖွားကြတဲ့မွေးနေ့ရှင်တွေအားလုံးပတောက်ပန်းတွေဝေသလိုကိုယ့်ရဲ့အနာဂတ်ကိုလှမ်းကြည့်လိုက်တိုင်းရွှေအောင်တက်လက်လက်တောက်ပနိုင်ပါစေလို့အရင်ဦးဆုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ဧပြီလရဲ့မွေးနေ့ရှင်တွေတို့ရေဒီနေ့မှာရောတပားသူတွေရဲ့ကိုယ်ပေါ်ထားတဲ့စိတ်ခံစားချက်တွေကိုသိရှိနေပေမဲ့လည်းအပေါင်းအသင်းတွေကိုလေးထားလွန်တဲ့ဧပြီလပါလေးတွေကတော့ဒိန်လေလှည့်ပြမှုတွေကိုလည်းမတိချင်အောင်ဆောင်ပြီးတော့ကိုညီဖိမနေတော့မှမလားဖြပြောနေတတ်ပြီးအကောင်းမြင်စိတ်များတဲ့ဧပြီလပါလေးတွေအရင်နှစ်တွေလိုပဲအပြောနဲ့မဟုတ်ပဲနဲ့ကိစ္စတိုင်းကိုအလုံးနဲ့တက်တည်ပြတာလေးတွေကိုတော့နောက်နှစ်တွေထိတည်ဆောင်သွားကြပါနော်ခီးတွေသွားခြင်းတဲ့အတွေ့တွေစားအုပ်စာပေတွေဖက်ရှုမှတ်သားတတ်တဲ့အကျင့်တွေမှန်နေထင်ခေါင်းမာတတ်တဲ့အကျင့်တွေကတော့ဧပြီလပါလေးတွေရဲ့တင်ဂီတာလေးတွေပေါ့ပတောက်တွေပွင့်ရင်ပထမအဆုံးလိုချင်တဲ့ဧပြီလပါလေးတွေကဒီနှစ်မှာရောပတောက်တွေပွင့်တဲ့ရက်မှာရှိနေရလားဧပြီလရဲ့မွေးနေ့ရှင်တွေတို့တောင်တန်းတွေကိုနှစ်သက်သဘောကြတဲ့ဧပြီလပါလေးတွေကတောင်တန်းတွေလိုပဲဟိုးအမြင့်ဆုံးတွေတက်လန်းနိုင်ပါစေစိတ်ကူးညင်ရှင်တန်ပြီးတော့တည်တည်ဖန်တီးနိုင်စွမ်းရှိကအမှုပညာမှာဝါသနာထုံတဲ့ဧပြီလပါလေးတွေအနာဂတ်မှာဥဆောင်ဦးရပြုနိုင်တဲ့ခေါင်းဆောင်ကောင်းလေးတွေဖြစ်ပြီးတော့တဘာဝဘေးအန္တရာယ်တွေကနေလည်းအမြဲဆုံးကလွတ်နိုင်ကြပါစေခင်ဗျာ